တို့ဗုဒ္ဓဘာသာမှာတကယ်တော့ပြင်းချိန်တော့မရဘူးပြင်းလိုက်တာဘာလို့မှမသိဘူးဆိုအဲ့ဒါဗုဒ္ဓဘာသာမဟုတ်လို့ဗုဒ္ဓဘာသာဝင်တယောက်ဆိုဒီချိန်ကအားနေတယ်ဆိုတာနဲ့မေတ္တာပို့နေမယ်ဗုဒ္ဓနုတ္တိပွားနေမယ်ဒီနေ့ကမာကြီးကတ်ဆိုင်နေပြီအန္တရာယ်ကလွတ်ကြပါစေဆင်းရဲတွင်းကလွတ်ကြပါစေဒီယောဂဘေးဆိုးကြီးကလွတ်မြောက်ကြပါစေကရုဏာပွားနေမယ်မရဘူးလားကိုယ်စိတ်မှာအားချိန်မရဘူးအလုပ်တွေအများကြီးလုပ်လို့ရတယ်တတိပဋ္ဌာန်အလုပ်တွေလုပ်လို့ရတယ်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိနော်တန်ခါနုတ္တိဘာဝနာတွေပွားနေလို့မရဘူးလားလုံးဆရာတွေအများကြီးပြင်းနေတယ်ဆိုတာအဲ့ဒါတကယ်ဗုဒ္ဓဘာသာမဟုတ်လို့လမ်းစဉ်မရှိလို့လမ်းပြောင်းနေလို့တော့ပါလားတို့မှဖြည့်ကျင့်ရမယ်သီလပြည့်စုံပြီလားပြည့်စုံသေးဘူးကိုယ်ကာယကံတနေ့တစ်နေ့ဦးစင်းလေးတရားတွေနေ့တိုင်းဟောနေတာနေ့တိုင်း25နှစ်ရှိပြီဦးစင်းတရားဟောနေဟောနေပြီမဲ့ညတိုင်းလေတရားဟောပြီးသွားတိုင်းကိုစိတ်တိုင်းကြောက်ဒီနေ့ပြောခဲ့တဲ့စကားဘယ်စကားငါရိုင်းလိုက်တာဘယ်စကားလေးကဘယ်လိုလေးပြောလိုက်ရင်ကောင်းမှာဘယ်စကလုံးလေးကပညာသားပါမှာဘယ်လိုပြောသင့်တာဟောတရားဟောရင်ငါဘယ်နှမှာဒေါသထွက်သွားသေးတယ်ဟောကိုအမြဲတမ်းစစ်ဆေးပြီးတော့အပြစ်ကင်းနိုင်အောင်ကြိုးစားလာတာခုချိန်ထိပြည့်စုံသေးဘူးဗျငေါပါလားအဲကြောင့်ဦးစင်မအားဘူးဧည့်သည်လာတယ်မတွေ့နိုင်ဘူးကွာငါစစ်ဆေးနေရတာပြင်းနေရတာဘသူအကြောင်းဘသူကရှင်ဖျားကိုဘယ်ကိုတော့ဘယ်လိုပြောအဲ့ဒါ तू အားလို့ပြောတယ် तू က तू ပြောပါစေငါကိုပြင်လို့မရသေးဘူးဒီမှာရှင်းလားဘသူအကြောင်းမှမသိဘူးဦးစင်ခုနိုင်ငံမှာဘယ်ဓမ္မဂရိကရဲ့နာမည်ကြီးအဲ့မသိဘူးဘသူတွေဘာမှမသိဘူးငါဘသူဘာပြောမသိဘူးသိအောင်လည်းမလုပ်ဘူးကိုဖားရရမှားရခင်ဗျားတို့ညကြရင်ခင်ဗျားတို့ဒီနေ့ညကလိန်အောင်ကိုဆိုရင်ညီလေးမနေ့ကဟောသွားတယ်အဲ့တော့ညီလေးဘယ်လိုလုပ်ချင်းနေသူတို့ချင်းနေဘယ်လိုလုပ်သူတို့level ဘယ်လောက်ရှိလဲငါဘယ်ကနေဘယ်လိုပြောရသူတို့ information ယူထားတယ်ခင်ဗျားတို့ကြောင့်ကျုပ်ကကောင်းကောင်းသိပြီးသားတော့ပါလားအဲ့တော့မှသူတို့ကိုဘယ်လိုပေးခဲ့မယ်ဘယ်လိုထိထိရောက်ပေးမယ်တနေ့မှတရက်တစ်ခါတနေ့မှတစ်ခါမှတရက်တော့ဒါအကြောင်းညီညွတ်လို့တွေ့ရတယ်တဏ္ဍာလောက်ကျိုးလက်ပတ်ပြေးနေတာဥစဉ်ဝါသနာပါတဲ့အလုပ်ကတကယ်လှုပ်ချင်တဲ့အလုပ်ကတရားစခန်းလေးပေးပြီးတော့နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်ဝိပဿနာလှုပ်ချင်တဲ့လူကိုဝိပဿနာကမ္မထမ်းပြပြီးကိုယ်တိုင်လည်းအားထုတ်ပြီးအေးချမ်းတကယ်တော့တယ်လီဖုန်းလိုင်းတောင်မမိတဲ့တောရဆောက်တနေရာမှာနေချင်တာတကယ်စိတ်ရင်းတိုင်းဆိုအဲ့ဒီလှုပ်ပဲလှုပ်ချင်တယ်ဒါပေမဲ့အခုဒီထက်ကကိလေသာမနေနိုင်ဘူးဒီဟာတွေပေဆုပ်မှုံကုတ်နော်အုတ်ကြားမြက်ပေါက်ကလေးကဝဖြစ်နေတာမကြည့်ရဘူးစော်ကားသလိုများဖြစ်သွားတယ်ဟမ်ဦးဇင်းနှိတ်ကွက်လိုက်တာလားမဟုတ်ဘူးနော်ကိုဘဝကိုနားလည်အောင်လို့တို့အခြေအနေကအဲ့လိုဖြစ်နေတာသဘောပါလားအကွာကြီးဗျ